စာမေးထိုးမှာစာပဲအဲ့လိုမျိုးပုံတူမှာဆရာဘောလာပြောတယ်တော့လုံမရှုပ်နိုင်ဘောတော့ပြန်ပြောနိုင်ဘောဆိုရင်အများကြီးပေါ့နဲ့လို့တော့နိုင်ဘောပြောချင်ဘူးလို့ပြောချင်နိုင်ဘောရှင်းနေရှုပ်ရှင်းနေရှုပ်လို့ပြပြန်มาဆိုသူကြောက်ကိုရှုံးနေပြီးတော့သူရုံးနေပြီးတော့တော့မသိငါတော့လုံးဝမသိစပ်ပါညာနေပါတော့တက်ခဏတော်တော်ဆယ်လုံးလို့ဆရာအဲ့ဒီတိုင်းဆိုအဲ့စိတ်ပြီးအဲ့ချင်မစားတဲ့တော့မဆောင်းတော့ငါ့ဦးနဲ့ဖုံးမိတယ်ပြီထည့်ဘူးထည့်ပေးလိုက်တယ်လေဘယ်ဆက်မရဘူးဟဲ့ဆက်လို့မရပါဘူးအနီကောမဟုတ်လားပလက်ထိတ်နေတာလေအနီရမယ်ကြီးလေခုနကမင်းကထိတ်ခိုင်းတာခုနကတော့ဟုတ်တယ်ခုနကစောလို့မရဘူးလို့ဆောင်းမိုင်းနေဖြစ်နေလို့ခုချိန်မရဘူး7နိုင်တယ်များ7နိုင်ရ7နိုင်ရပိတ်သွားခွင့်နာပါစေအတေးမန်ဒီဒါမင်းမဒီလေးကတော့လောက်ရပါတယ်ညာတိုင်းကလည်းတတ်တယ်မလို့ဟောလူကတတ်တော့ဆင်းနေနေတယ်လည်းကိုတော့မလားအားနေနေရတယ်စိတ်ကြိုက်တယ်မစားနိုင်ဘူးဖြစ်တယ်ဟိုစိတ်ကပြန်မှန်းတာစိတ်ပြန်မှန်းတာပြန်တရားထိလူပြန်မှန်းတာတော်တော်ခန့်တယ်စိတ်ပြန်မှန်းလူတွေမရအနည်းအလုပ်စားတဲ့နေနေမျိုးပါလေလူအဲ့ဒါတွေ့ရအင်တာဗျူးတော့ကောင်းပါပေါ့ဘူးတုံးတယ်ကျန်တယ်ဘာလို့မကျန်ကျွန်တော်တို့ဘာမှကျန်အဲ့ဒါကပြန်လာရတို့ကနေကြိုက်တယ်အာနာလည်းအဲ့ဒါလည်းကားတယ်ဟောငါမနာနဲ့လို့တော့တော့ဒီကကျွန်တော်ကဆယ်ပေါ်လာတယ်သူကကုန်ကျန်တယ်ကျွန်တော်ပေါ်လာအသားလေးပဲတရားမှကျန်နေတော့ဘာစီမှမကျန်ခဲ့ရင်းနဲ့နာဘူးတော့ထိုက်ပြန်တော်လေးပေါ့ထင်ပါပြောမှဒီအဲ့ဒါမင်းပြန်ဘူးဒီမင်းကဒီမှာတော့အုံးစနေတွေမပြန်တော့ဒီအဲ့နိုင်ပြန်ထားတယ်ဟုတ်ကဲ့ထိုက်စီတော့လို့မောလာပါဘူးအဲ့ဘူးဒီလိုဖြစ်တာအဲ့လိုကျအဲ့ဘူနေရဘူးလို့ပြောရမယ်ဆရာတောင်းပါနောက်တော့တောင်းပါခေး
စိတ်ထဲပါလေ ပါတော့ပါစီ စိတ် ဟောရအဲ့ဒါတရားလန့်တူမနေ့ကျရင်ထမင်းမချက်တော့ဘူး စနေတိုင်းမှာစနေပြည်တော်ပြည်မှာပါ ငါးပိုက်စားနေ ဘယ်လိုလဲစား မရဘူးလား ကိုယ်စားတယ်ဆရာပုံစံရောင်း အောင်ကိုလေးလို့တစ်ခိုင်လုံးစားအပြီးလုံးစား ဘာလို့ကျဲရောဟာလို့ခေါင်း ဘာစီလေးလုံးစား ကဒါ လို့လားကောင်းဝိုင်း ဟုတ်ပါဆရာမတဲ့ရထောင်းဘုံမထောင်းရထိုင်ချနေလို့ထောင်းရအဲ့ချင်ဟိုအောက်ထမှာခွာလိုက်တာကိုယ်ခွက်တာ ဟိုင်း အဖာစလိ ဟောအဲ့ရှင်တိုင်းမစရိပြတ်သွားနော်ဟုတ် အဲ့နေတော့ဘုံဆိုပြီးတော့ဒီတော့ အေးနောက်ဆုံးဆိုပြီးမင်းတောက်တော့ ပေါ်တော့လူလူပါတော့